စမတို့နေထိုင်တဲ့ကမ္ဘာလောကနဲ့အနီးဆုံးမှာရှိပြီးနဂါကလုံးဘလူးနဲ့နမင်းကြီးလေးပါအုပ်ချုပ်တဲ့စမ်းကျယ်လွန်တဲ့ကမ္ဘာတစ်ခုအကြောင်းသင်သိပါသလား။အိုမင်းချင်းကင်းဝေးပြီးစိတ်ကူးလိုက်ုံနဲ့လူရာမှန်သမျှပြည့်စုံနေတဲ့စတုမဟာရနတ်ပြည်ဒီကနေ့မှာတော့ဗုဒ္ဓဘာသာကျမ်းဂန်တွေကအမခန်းဘွေရစတုမဟာရနတ်ပြည်ရဲ့လေးဝက်ချက်တွေနဲ့နတ်သားနတ်သမီးတို့ရဲ့နေစဉ်ဘဝကိုအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဘုဟုတ္တအသက်တွေရရှိဖို့အတွက်အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။နတ်ပြည်6ထပ်နဲ့ပထမဆုံးပုံဖြစ်တဲ့စတုမဟာရနတ်ပြည်ကြောင့်ကိုတင်ဆက်ပေးလိုက်ပါတယ်။လူတို့နေထိုင်ရာကမ္ဘာလောကရဲ့အနည်းဆုံးမှာရှိပြီးထူးခြားဆန်းပြတဲ့ဖြစ်တည်မှုတွေနဲ့ပြည့်နှက်နေတဲ့နတ်တို့ရဲ့ဘုံဗိမာန်တစ်ခုရှိပါတယ်။အဲဒါကတော့ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာအကျယ်တဝန်းဖော်ပြထားတဲ့စတုမဟာရနတ်ပြည်ပဲဖြစ်ပါတယ်။စတုမဟာရဆိုတဲ့အဓိပ္ပာယ်ကတော့နမင်းကြီးလေးပါအုပ်ချုပ်တဲ့အရက်လို့အဓိပ္ပာယ်ရပါတယ်။ယူဇနာပေါင်းများစွာကျယ်ဝန်းလာတဲ့မြင့်မို့တောင်ရဲ့ကပန်းတောင်ဆောင်တွေမှာဒီနတ်ပြည်ကတည်ရှိနေတာပဲဖြစ်ပါတယ်။အဲ့ဒီပုံမှာရှိတဲ့နတ်သက်တမ်းကိုတွက်ချက်ကြည့်မယ်ဆိုရင်အံ့ဩစရာကောင်းတဲ့အချိန်ကာလတစ်ခုကိုတွေ့ရပါလိမ့်မယ်။လူတို့ရဲ့နှစ်ပေါင်း90ကစတုမဟာရနတ်ပြည်ရဲ့တရက်နဲ့ညီမျှပါတယ်။အဲ့ဒီလိုရက်ပေါင်း30ကိုတစ်လ12လကိုတစ်နှစ်လို့သတ်မှတ်ပြီးနတ်သက်တမ်းနှစ်ပေါင်း900ထိနေထိုင်ကြရတာပါ။လူတို့ရဲ့နှစ်ရည်တွက်နဲ့ပြန်တွက်မယ်ဆိုရင်နှစ်ပေါင်း9သန်းနီးပါးထိရှည်လျားလာပါတယ်။ဒီနတ်ပြည်မှာနေထိုင်ကြတဲ့နတ်သားနတ်သမီးတွေကကျမတို့လူသားတွေလိုပဲရုပ်ဝတ္ထုအာယုန်တွေကိုခံစားကြသလိုသူတို့ရဲ့ခန္ဓာကိုယ်ကလည်းအလွန်နုနယ်ပျော့ပြောင်းပြီးအလင်းရောင်တွေတလက်လက်တောက်ပနေတတ်ကြပါတယ်။စတုမဟာရနတ်ပြည်ရဲ့ထူးခြားချက်ကတော့တခြားနတ်ပြည်တွေထက်လူသားတွေနဲ့ပုံမနီးစပ်မှုရှိနေခြင်းပါပဲ။နမင်းကြီးလေးပါဖြစ်တဲ့ဒါထာယထဝိယူထကဝိယူပကနဲ့ကုဝေရတို့ဟာလောကကြီးကိုစောင့်ရှောက်နေကြသူတွေလို့ယုံကြည်ကြပါတယ်။သူတို့ကအရှိအနောက်တောင်မြောက်ဆိုတဲ့အရက်လေးမျက်နှာကိုခွဲခြားအုပ်ချုပ်နေကြတာပါ။ဒီနမင်းကြီးတွေရဲ့လက်အောက်မှာလဲကန္တပနတ်တွေဂုံမန်နတ်တွေနဂါးတွေနဲ့ဘလူးနတ်တွေဆိုပြီးအမျိုးအစားအစုံလင်ရှိနေပါတယ်။ကိုယ်ပိုင်ပုံဗိမာန်တွေနဲ့နေထိုင်ကြသလိုတချို့ကတော့တစ်ပင်တောတောင်နဲ့မြစ်ချောင်းတွေကိုအမိပြုပြီးနေထိုင်ကြပါတယ်။ဒီနတ်ပြည်ကိုရောက်ရှိလာတဲ့နတ်သားနတ်သမီးတွေကအမိဝမ်းကမွေးဖွားလာကြသူတွေမဟုတ်ပါဘူး။ဟောပပါတိကပရိသတ်တွေလို့ခေါ်တဲ့အလိုလျောက်ကိုထင်ရှားပေါ်လာကြသူတွေဖြစ်ပါတယ်။သူတို့ပေါ်လာတဲ့အခါမှာလဲအသက်16နှစ်အရွယ်လူငယ်တွေလိုလူပြိုလန်းဆန်းတဲ့ရုပ်အသွင်နဲ့ပေါ်လာကြတာပါ။နတ်ပြည်မှာအိုးမင်းရင်ရော်ခြင်းနာမကျန်းဖြစ်ခြင်းဆိုတာမျိုးတွေကမရှိသလောက်ရှားပါပါတယ်။သူတို့ဝတ်ဆင်တဲ့ဝတ်စားတွေလက်ဝတ်ရတနာတွေကလည်းကုသိုလ်ကံလျောက်အလိုလျောက်ပေါ်ပေါက်လာကြတာဖြစ်ပြီးစိတ်ကူးလိုက်ုံနဲ့တင်လိုချင်တာမှန်သမျှပြည့်စုံနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့စတုမဟာရနတ်ပြည်ကချမ်းသာဒုက္ခတွေကြီးပဲရှိနေတာတော့မဟုတ်ပါဘူး။အုတ်ချုပ်သူနတ်မင်းကြီးတွေရဲ့စီကံစနစ်တွေရှိသလိုနတ်ချင်းချင်းချားမှာလည်းအဆင့်အတန်းကွဲပြားမှုတွေရှိပါတယ်။ကုသိုလ်ကံအားကြီးသူတွေကပုံမတောက်ပတဲ့ဗိမာန်တွေမှာစံမြန်းရပြီးကုသိုလ်ကံနည်းသူတွေကတော့အနိမ့်ပိုင်းအဆင့်အတန်းတွေမှာနေထိုင်ကြရပါတယ်။ဒါကကံကံရဲ့အကျိုးကိုလက်တွေ့ပြသနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နတ်သားနတ်သမီးတွေကပန်းဥယျာဉ်တွေထဲမှာပျော်ပါကြတာနတ်တပည့်အစည်းအဝေးတက်ရောက်ကြတာနဲ့ကောင်းကင်ယံမှာပြန်တန်းသွားလာကြတာတွေကသူတို့ရဲ့နေစဉ်ဘဝတွေပါပဲ။နတ်ပြည်ရဲ့လပဟာလူသားတွေစိတ်ကူးရင်လို့မရနိုင်လောက်အောင်ခံနာပါတယ်။ဗိမာန်တွေကရွှေငွေပလဲရေတနာတွေနဲ့တိဆောက်ထားသလိုတောက်ပနေပြီးနတ်ပန်းတွေရဲ့ရနတ်ဟာလည်းတခါနှမ်းဆိုင်လိုက်ုံနဲ့တင်စိတ်နှလုံးကိုအလွန်ကြည်နူးစေပါတယ်။ဒီလိုဆဆရရပြည့်စုံနေတဲ့
စတုမဟာရဏပြည်အကြောင်းကိုလေ့လာခြင်းအပြင်ကောင်းမှုကုသိုလ်ရဲ့အကျိုးကျေးဇူးဘလောက်ကြီးမားတယ်ဆိုတာကိုသိမြင်နိုင်ပါတယ်။စတုမဟာရဏပြည်ရဲ့အုပ်ချုပ်မှုပုံစံကအလွန်စနစ်ကျလာပါတယ်။ဒီပုံကိုလောကပါဠနမင်းကြီးလေးပါကအရက်လေးမျက်နှာခွဲပြီးတာဝန်ယူဆောက်ရှောက်နေကြတာပါ။အရှေ့ရက်ကိုအုပ်ချုပ်တဲ့နမင်းကြီးကတော့ဒါထာယထနမင်းကြီးဖြစ်ပါတယ်။သူကကန္တပလို့ခေါ်တဲ့နတ်ဆောင်တွေနတ်ဂီတပညာရှင်တွေကိုအုပ်ချုပ်ရသူပါ။ဒါထာယထနမင်းကြီးရဲ့လက်အောက်မှာရှိတဲ့ကန္တပနတ်သားတွေကအလွန်သားရကြည်လင်တဲ့အတန်တွေနဲ့နတ်သပင်တွေမှာဖျော်ဖြေကြရသလိုသူတို့ရဲ့ရုပ်ဆင်းကလည်းအလွန်ပင်သက်ပဲလာပါတယ်။တောင်ရက်ကိုကြည့်မယ်ဆိုရင်တော့ဝိယူထကနမင်းကြီးစံမြန်းတာကိုတွေ့ရပါလိမ့်မယ်။သူကခုံမန်လို့ခေါ်တဲ့ဥစားတွေကိုအုပ်ချုပ်သူဖြစ်ပါတယ်။ခုံမန်နတ်တွေကခန္ဓာကိုယ်ကြီးမားထွားကြိုက်ပြီးအင်အားအလွန်ကြီးမားကြသူတွေပါ။သူတို့ကများသောအားဖြင့်တောတောင်တွေနဲ့သမုဒ္ဒရာတွေမှာအဆောက်အအုံဖြစ်နေထိုင်ကြပါတယ်။အနောက်ရက်ကိုတော့ဝိယူပခနမင်းကြီးကတာဝန်ယူပါတယ်။သူကတော့နဂါးမျိုးနွယ်စုအလုံးကိုအုပ်ချုပ်ရတာပါ။ဒီနေရာမှာနဂါးဆိုတာကကျမတို့တည်ကြတဲ့တတဝအသွင်ထက်နတ်တကိုးရှိတဲ့နဂါးနမင်းတွေကိုဆိုလိုတာဖြစ်ပါတယ်။မြောက်ရက်ကိုအုပ်ချုပ်သူကတော့ကုဝေရနမင်းကြီးပဲဖြစ်ပါတယ်။သူ့ကိုလူသိများတဲ့နမင်းကတော့ဝိတဝံနမင်းကြီးပါ။သူကဘလူးတွေနဲ့ယက္ခမျိုးနွယ်စုအလုံးကိုအုပ်ချုပ်ရပြီးနမင်းကြီးလေးပါးထဲမှာအကြီးအကဲလို့လည်းဆိုနိုင်ပါတယ်။ဒီနမင်းကြီးလေးပါးလုံးကဗုဒ္ဓဘာသာရဲ့ဆုံးမကိုကြီးညိုကြသူတွေဖြစ်တာကြောင့်လောကကြီးငြိမ်းချမ်းဖို့နဲ့သာသနာတော်တည်တံ့ဖို့အတွက်အမြဲတမ်းစောင့်ရှောက်ပေးနေကြတာပါ။သူတို့ကလူသားတွေပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုမှတ်တမ်းတင်ပြီးတာဝရိန်သာနတ်ပြည်ကတရားမင်းစီကိုအစီရင်ခံစာပို့ကြရဲလို့ကျမ်းဂန်တွေမှာဆိုထားပါတယ်။ဒီနမင်းကြီးတွေရဲ့ဘုံဗိမာန်တွေကမြင့်မိုတောင်ရဲ့အလဲဘဟုမှာတည်ရှိပြီးအလွန်ခမ်းနားလာပါတယ်။ဗိမာန်တစ်ခုချင်းစီမှာလည်းနတ်စစ်တီပေါင်းကတိကရာချီပြီးခါစားနေကြတာပါ။စတုမာရနတ်ပြည်မှာရှိတဲ့နတ်သားတွေကခိုးပိုင်တကူဝနာတွေတည်တည်ရှိကြပေမဲ့နတ်မင်းကြီးလေးပါးရဲ့အမိန့်အောက်မှာစီကံတခြားနေထိုင်ကြရပါတယ်။သူတို့ရဲ့တာဝန်ကတော့နတ်ပြည်ရဲ့လုံခြုံရေးကိုစောင့်ရှောက်ဖို့တင်မကပဲလူလောကမှာရှိတဲ့သီလရှိသူတွေမိဘကိုလှုပ်ကြွေးသူတွေကိုဘေးအန္တရာယ်ကနေကာကွယ်ပေးဖို့လည်းပါဝင်ပါတယ်။အထူးသဖြင့်ဥပုပ်နေ့တွေမှာဆိုရင်နမင်းကြီးတွေရဲ့စေပါးတွေကလူပြည်ကိုဆင်လာတတ်ကြပါတယ်။ဘသူတွေကတော့ကုသိုလ်တရားပွားများနေတယ်လေဘသူတွေကတော့အကုသိုလ်တွေလုပ်နေတယ်လေဆိုတာကိုလိုက်လံကြည့်ရှုကြတာပါ။ဒါကြောင့်ရှေးလူကြီးတွေကနတ်ကြည့်နေတယ်လို့ပြောလို့ရှိတာဟာဒီယူဆကနေဆင်သက်လာတာဖြစ်ပါတယ်။လူသားတယောက်ကစိတ်ထားကောင်းပြီးသူတစ်ပါးကိုကူညီမယ်ဆိုရင်စတုမဟာရဏမင်းကြီးရဲ့ချီးမွမ်းခြင်းကိုခံရသလိုကွယ်လွန်တဲ့အခါမှာလည်းဒီနတ်ပြည်မှာနတ်သားနတ်သမီးဖြစ်နေပြန်လဲမွေးဖွားခွင့်ရတတ်ပါတယ်။နမင်းကြီးလေးပါးကတအုပ်နဲ့တအုပ်လဲရင်းနှီးချစ်ကြည်ကြပါတယ်။သူတို့ကနတ်တပင်စီဝေးတွေမှာတွေ့ဆုံကြပြီးလောကအရေးကိုတိုင်ပင်ဆွေးနွေးကြပါတယ်။ဒီနမင်းကြီးရဲ့ဘဝကလည်းတစ်ချိန်ကလူဘဝမှာကောင်းမှုကုသိုလ်တွေမြောက်များပြုလုပ်ခဲ့လို့သာဒီလိုမြင့်မြတ်တဲ့အစဉ်တန်းကိုရရှိခဲ့တာပါ။စတုမာရနတ်ပြည်ကတခြားနတ်ပြည်တွေနဲ့မတူပဲထူးခြားဆန်းပြတဲ့တတဝါမျိုးနွယ်စုပေါင်းစုံစုဝေးနေထိုင်ရာဘုံဗိမာန်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီပုံမှာတော့ကျမတို့ပုံမြင်တွေထဲမှာကြားပူခဲ့တဲ့နဂါးဂလုံးဘလူးနဲ့ခန္ဓာပါနတ်တွေကတကယ်ကိုအစွမ်းထက်တဲ့နတ်မင်းတွေဖြစ်တည်ရှိနေကြတာပါ။သူတို့ကတာမန်တရိษံမျိုးနွယ်တွေမဟုတ်ဘဲကုသိုလ်ကံလျောက်ရရှိထားတဲ့နတ်တကိုးတွေဗိမာန်တွေနဲ့ဆံမြန်းနေကြတဲ့နတ်မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ်။ဒီတတဝါတွေရဲ့နေထိုင်မှုပုံစံနဲ့သူတို့ရဲ့တကူအာနာတွေကအလွန်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ပထမဆုံးအနေနဲ့ဝိယူပခနမင်းကြီးအုပ်ချုပ်တဲ့နဂါးမျိုးနွယ်စုတွေအကြောင်းကိုကြည့်ရအောင်ပါ။ဒီနတ်ပြည်မှာရှိတဲ့နဂါးတွေကရေအောက်ကပါဒါမှမဟုတ်မြေအောက်ဗိမာန်တွေမှာနေထိုင်ကြပါတယ်။သူတို့ကစိတ်ကူးလိုက်ရုံနဲ့တင်လူအသွင်နတ်အသွင်ကို
အလိုရှိသလိုဖန်တီးနိုင်စွမ်းရှိကြပါတယ်။နဂါးနမင်းတွေရဲ့ဗိမာန်တွေကလူပြည်ကနန်းတော်တွေထက်အစာပေါင်းများစွာခံနာပြီးယေဒနာမျိုးစုံတွေနဲ့တောက်ပနေတတ်ကြပါတယ်။သူတို့ဟာရာသီဥတုကိုပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသလိုအစိမ်ငွေ့တွေနဲ့လည်းရန်သူကိုနှိမ်နင်းနိုင်စွမ်းရှိကြပါတယ်။ဒါပေမဲ့သူတို့ကဘာသာတရားကိုကြည်ညိုသူများဖြစ်ကြပြီးသာသနာတော်ကိုစောင့်ရှောက်တဲ့နေရာမှာအလွန်အရေးပါပါတယ်။ဒုတိယမျိုးနွယ်ကတော့ကောင်းကင်ရဲ့အရှင်သခင်လို့ခေါ်ရမယ့်ဂလုံမျိုးနွယ်တွေပဲဖြစ်ပါတယ်။ဂလုံတွေကအလွန်ကြီးမားတဲ့တောင်ပံတွေရှိကြပြီးတခါခတ်လိုက်ရုံနဲ့တင်ယူဇနာပေါင်းများစွာကိုပြန်တန်းနိုင်ကြပါတယ်။သူတို့ကမြင့်မိုတောင်ရဲ့အခြေကလက်ပံတော်တွေမှာနေထိုင်လေးရှိကြပါတယ်။ရှေးဟောင်းကျမ်းဂန်တွေထဲမှာနဂါးနဲ့ဂလုံကရံပတ်တွေလို့ဆိုထားပေမဲ့စတုမဟာရဏပြည်ရဲ့အုပ်ချုပ်မှုအောက်မှာတော့သူတို့ကတာဝန်ကိုစီကိုစနစ်တကျထမ်းဆောင်နေကြတာပါ။ဂလုံနတ်သားတွေကလည်းနှုတ်ဝတ်တန်စားတွေဆင်ရင်ပြီးအလွန်တင့်တယ်တဲ့ရုပ်သွင်းကိုပိုင်ဆိုင်ထားကြပါတယ်။တတိယအနေနဲ့ဝေသဝနမင်းကြီးအုပ်ချုပ်တဲ့ဘလူဒါမှမဟုတ်ယက္ခမျိုးနွယ်စုတွေဖြစ်ပါတယ်။ကျမတို့ထင်သလိုကြောက်စရာကောင်းတဲ့ပုံစံမျိုးမဟုတ်ဘဲတကိုးကြီးတဲ့ဘလူးနတ်သားတွေကအလွန်လှပတဲ့ရုပ်ရည်ရှိကြပြီးနဝတန်စာတွေနဲ့ခံညားစွာနေထိုင်ကြတာပါသူတို့ကစတုမဟာရဏပြည်ရဲ့လုံခြုံရေးကိုတာဝန်ယူရတဲ့စစ်တီတော်ကြီးတွေနဲ့တူပါတယ်ဘလူးတွေကအလွန်ရိုးသားပြီးအမိန့်ကိုတိကျစွာလိုက်နာတတ်ကြပါတယ်သူတို့ရဲ့တာဝန်ကတော့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေလောကကြီးကိုကာကွယ်ပေးဖို့နဲ့လူသားတွေရဲ့ကုသိုလ်ကောင်းမှုတွေကိုစောင့်ကြည့်ပေးဖို့ပဲဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကတော့ဒါထာယထနမင်းကြီးရဲ့လက်အောက်ခံဂန္ဓပနတ်တွေဖြစ်ပါတယ်။သူတို့ကတော့နတ်ပြည်ရဲ့အမှုပညာရှင်တွေလို့ဆိုနိုင်ပါတယ်။တစ်ပင်တွေနန္တာတော်တွေကိုအမိပြုပြီးနေထိုင်တတ်ကြသလိုနတ်တပင်တွေမှာကားခုံတီးမုတ်ဖြော်ပြေးကြရသူတွေပါ။သူတို့တီခတ်တဲ့နတ်ဆောင်တန်တွေကနားထောင်ရသူတိုင်းကိုငြိမ်ချမ်းစေပြီးဘလူလူသားဂီတပညာရှင်မှလိုက်မမီနိုင်တဲ့အဆင့်မှာရှိပါတယ်။ဒီလိုမျိုးနွယ်စုပေါင်းစုံဟာစတုမဟာရဏပြည်မှာကိုပိုင်ထူးခြားချက်တွေနဲ့ရှင်တွဲနေထိုင်နေကြတာကဒီပုံရဲ့အသက်ဝင်ဆုံးပြရုပ်တစ်ခုပဲဖြစ်ပါတယ်။စတုမဟာရဏပြည်မှာနေထိုင်ကြတဲ့နတ်သားနတ်သမီးတွေရဲ့နေစဉ်ဘဝကလူသားတွေရဲ့လောကထက်အစာပေါင်းများစွာဒုက္ခချမ်းသာတွေနဲ့ပြည့်နှံနေပါတယ်။သူတို့ရဲ့ရှင်သန်မှုပုံစံကကျမတို့လိုပင်ပန်းဆင်းရဲစွာရှာဖွေရုန်းကန်နေရတာမျိုးမဟုတ်ဘဲအတိတ်ကပြုခဲ့မှုတဲ့ကုသိုလ်ကံရဲ့အကျိုးပေးကြောင်းအရာရာဟာအလိုလျောက်ပြည့်စုံနေတာဖြစ်ပါတယ်။နတ်သားတယောက်ဒါမှမဟုတ်နတ်သမီးတစ်ပါးဟာသူတို့ရဲ့ဗိမာန်ထဲမှာနိုးထလာတာနဲ့သူတို့စိတ်ကူးလိုက်တဲ့အတိုင်းအကောင်းဆုံးသောနဝတန်စာတွေကခန္ဓာကိုယ်မှာအလိုလျောက်ဆင်ရင်ပြီးသားဖြစ်နေတတ်ပါတယ်။နတ်တွေရဲ့စားသောက်မှုပုံစံကလည်းအလွန်ထူးခြားပါတယ်။သူတို့ကလူသားတွေလိုဝါမျိုးစားတော့ရတဲ့အစာကျန်းတွေကိုစားသုံးကြတာမဟုတ်ပါဘူး။သုဒ္ဓဘောဇင်လို့ခေါ်တဲ့အလွန်နုနယ်ပြီးရတာရှိလာတဲ့နတ်တုတ်တာအစာတွေကိုသာသုံးဆောင်ကြပါတယ်။ဒီအစာတွေကိုစားသုံးလိုက်တာနဲ့ခန္ဓာကိုယ်ထဲမှာအကုန်လုံးစိတ်ဝင်သွားပြီးလူသားတွေလိုအငြိကြေးဆွတ်ထုတ်ရခြင်းမျိုးလုံးဝမရှိပါဘူး။ဒီတုဒ္ဓဘောဇင်ကိုစားသုံးလိုက်ခြင်းဖြင့်သူတို့ရဲ့ရုပ်ဆင်းကပုံမတောက်ပလာပြီးအားအင်တွေပြည့်ဖြူလာစေပါတယ်။နတ်ပြည်မှာဗိုက်စာခြင်းငတ်မွတ်ခြင်းဆိုတဲ့ဆင်းရဲဒုက္ခကလုံးဝမရှိသလောက်ပါပဲ။သူတို့ရဲ့ဝိစားဆင်းရဲမှုကလည်းကုသိုလ်ကံလျောက်ကွဲပြားပါတယ်။တချို့နတ်သားတွေကရွှေရောင်တောက်ပတဲ့ဝိစားတွေကိုဝတ်ဆင်ကြသလိုတချို့ကတော့ပတံများရောင်မြရောင်စားတဲ့အယောင်ဆင်းရှိတဲ့ဝိစားတွေကိုဝတ်ဆင်ကြပါတယ်။ဒီဝိစားတွေကဟောင်းနှွမ်းသွားခြင်းညစ်ပတ်သွားခြင်းမရှိဘဲအမြဲတမ်းအသေးတိုင်းတောက်ပနေတတ်ပါတယ်။နတ်သမီးတွေဆိုရင်လည်းနတ်ပန်းတွေကိုပတ်ဆင်ကြပြီးသူတို့ရဲ့ကိုယ်နှံကယူဆနာပေါင်းများစွာထိမှွေးပြန်နေတတ်ပါတယ်။ဒီလိုတပ်ပယ်လာပါတဲ့အသွင်ပြင်တွေကနတ်ပြည်ရဲ့လကိုပုံမပေါ်လွင်စေပါတယ်။နတ်သားနတ်သမီးတွေရဲ့ဖြောပြရေးနဲ့ပျော်ပါမှုတွေကတော့ပန်းဥယျာဉ်တွေမှာအချိန်ကုန်ခြင်းပဲဖြစ်ပါတယ်။စတုမဟာရဏပြည်မှာအလွန်လှပတဲ့နတ်ပန်းဥယျာဉ်ကြီးတွေရှိပါတယ်။အဲဒီဥယျာဉ်တွေထဲမှာအယောင်ဆုံးလှပတဲ့ပန်းတွေကတစ်နှစ်ပတ်လုံးပွင့်လန်းနေပြီးရေကန်တွေထဲမှာလည်း
ရေဒနာနဲ့ပြုလုပ်ထားတဲ့ကြာပန်းတွေကဖူးပွင့်နေတတ်ပါတယ်။နှစ်သားနှစ်သမီးတွေကအဲ့ဒီဥယျာဉ်တွေမှာစုဝေးပြီးနက်ဂီတတွေကိုနားထောင်ကြတာကခုန်ကြတာနဲ့အချင်းချင်းစကားလက်ဆောင်ပြောကြတာတွေနဲ့ပျော်မွေ့ကြပါတယ်။သူတို့အတွက်ကတော့နေ့ရက်တိုင်းကပွဲတော်ရက်တွေလိုပါပဲ။ဒါပေမဲ့ဒီလိုပျော်ပါနေကြတဲ့ကြားမှာပဲအချို့သောနှစ်သားတွေကကုသိုလ်တရားကိုမေ့လျော့မသွားအောင်တတိထားကြပါတယ်။သူတို့ကနတ်တပည့်စည်းဝေးတွေကိုတက်ရောက်ပြီးနမင်းကြီးတွေရဲ့ဆုံးမကိုနိုင်ယူကြပါတယ်။အထူးသဖြင့်တရားဓမ္မကိုမျက်နှိုးတဲ့နတ်သားတွေကနတ်ပြည်မှာရှိတဲ့ဇေဒီပထိုးတွေကိုတွားရောက်ပူဇော်လေးရှိကြပါတယ်။နတ်ပြည်ရဲ့ပျော်ရွှင်မှုကအာယုံ၅ပါးကာမဂုဏ်တွေပေါ်မှာအခြေခံထားတာဖြစ်တဲ့အတွက်ကုသိုလ်ကံကုန်သွားတဲ့အခါဒီပျော်ရွှင်မှုတွေကပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုလည်းသူတို့နားလည်ထားကြပါတယ်။နတ်သားနတ်သမီးတွေကြားမှာလည်းအစင်တန်းခွဲခြားမှုတွေရှိပါတယ်။တကူကြီးတဲ့နတ်သားတယောက်ရဲ့လက်အောက်မှာအချွေရန်နတ်သမီးပေါင်းထောင်နဲ့ချီပြီးရှိတတ်ပါတယ်။ဒါကအတိတ်ဘဝမှာပြုခဲ့တဲ့ဒါန၊သီလအနည်းများပေါ်မှာမူတည်ပြီးရရှိလာတဲ့ရလဒ်တွေပဲဖြစ်ပါတယ်။စတုမာရနတ်ပြည်ရဲ့ရှုခင်းတွေနဲ့တိဆောက်ပုံကလူသားတို့ရဲ့အတတ်ပညာနဲ့တိုင်းတာလို့မရနိုင်အောင်စမ်းကြယ်လွန်လှပါတယ်။ဒီပုံမှာရှိတဲ့ဗိမာန်တွေကလူပြည်ကစောင်းတွေလိုအုပ်သေးကြောက်တွေနဲ့တိဆောက်ထားတာမဟုတ်ပါဘူး။နတ်သားတို့ရဲ့ကုသိုလ်ကံလျောက်ပေါ်ပေါက်လာတဲ့ရွှေဗိမာန်၊ငွေဗိမာန်၊ပလဲဗိမာန်နဲ့ဗရမ ्या ဗိမာန်ဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ဒီဗိမာန်တွေကမြေပြင်မှာတည်ရှိနေတာရှိသလိုကောင်းကင်ယံမှာလွင့်မျောနေတဲ့အာကာသဆိုးဗိမာန်တွေဖြစ်လဲတည်ရှိနေကြတာပါ။ဗိမာန်တစ်ခုချင်းစီရဲ့ရောင်ဝါကယူဇနာပေါင်းများစွာထိလင်းထိန်နေပြီးညင်မှောင်ခြင်းဆိုတာဒီနတ်ပြည်မှာမရှိပါဘူး။ဒီနတ်ပြည်မှာထူးခြားဆုံးအရာတစ်ခုကတော့ကပ္ပပြုတ်တာလို့ခေါ်တဲ့ပရိသပင်ကြီးတွေပဲဖြစ်ပါတယ်။ဒီသစ်ပင်တွေကလူပြည်ကသစ်ပင်တွေလိုရေလောင်းပေါင်းတင်စရာမလိုပဲကုသိုလ်ရှိသူတွေအတွက်အလိုရှိရာကိုထုတ်ပေးနိုင်စွမ်းရှိပါတယ်။နတ်သားနတ်သမီးတွေလိုရှိတဲ့ဖိုးတန်ဝိထေရီလက်ဝဲရတနာတွေနဲ့နတ်တုတ်တာစားစာတွေကဒီပရိသပင်ကြီးတွေရဲ့ခတ်မငါးပြာကနေအလိုလျောက်တီးပွင့်လာတတ်ကြပါတယ်။ဒီပင်တွေကအမြဲတမ်းစိမ့်လန်းဆိုပြနေပြီးနတ်ပြည်ရဲ့လေတုကိုတင်းပြန်တဲ့ရနံတွေနဲ့ပြည့်နှံ့နေစေပါတယ်။စတုမဟာရနတ်သားတွေရဲ့နေထိုင်မှုဝန်းကျင်ကိုကြည့်ရင်သူတို့ကိုမျိုးစား၃မျိုးခွဲခြားထားတာတွေ့ရပါလိမ့်မယ်။ပထမတစ်မျိုးကတော့ဘုံမဆိုးနတ်တွေဖြစ်ပါတယ်။သူတို့ကတော့မြေပြင်မှာရှိတဲ့တောင်တွေမြစ်တွေနဲ့နန်းနန်းတွေမှာအခြေချနေထိုင်ကြပါတယ်။ဒုတိယတစ်မျိုးကတော့ရုပ်ကဆိုးနတ်တွေပါ။သူတို့ကတော့ကြီးမားတဲ့ပင်ကြီးတွေကိုအမိပြုပြီးနေထိုင်ကြပါတယ်။တတိယမျိုးစားကတော့အာကာသဆိုးနတ်တွေဖြစ်ပြီးသူတို့ရဲ့ဗိမာန်တွေကတော့ကောင်းကင်ယံမှာတိမ်တိုက်တွေလိုပြန့်နှံ့တည်ရှိနေကြတာဖြစ်ပါတယ်။ဒီနတ်သားတွေရဲ့ဗိမာန်ဝန်းကျင်မှာတော့နတ်ရေကန်ကြီးတွေရှိပါတယ်။အဲဒီရေကန်တွေထဲကရေတွေကကြည်လင်ယုံနေမကပဲရနံ့မွေးပြန့်နေပြီးရေလိုင်းတွေကဂီတတန်းစင်တွေလိုတာယာတဲ့အတန်တွေကိုထွက်ပေါ်စေပါတယ်။ရေကန်ဘေးမှာရှိတဲ့တဲတောင်တွေကလည်းရွှေမုံဝင်းမုံတွေနဲ့ပြည့်နှံ့နေပြီးနတ်သားနတ်သမီးတွေလမ်းလျှောက်ပျော်ပါးရာနေရာတွေဖြစ်ပါတယ်။နတ်ပြည်ရဲ့လေထုကလည်းအလွန်မြတာပါတယ်။ပူလွန်တာအေးလွန်တာမျိုးမရှိပဲစိတ်ကိုအမြဲတမ်းလန်းဆန်းနေစေတဲ့အပူချိန်မျိုးမှရှိနေတာပါ။ဒီလိုထူးခြားတဲ့ဝင်းကျင်မှာနေထိုင်ကြတဲ့နတ်သားတွေကတဦးနဲ့တဦးရဲ့ညှို့ဖွဲ့ခြင်းမနာလိုခြင်းမျိုးတွေနဲ့ပါလာပါတယ်။သူတို့ကမိမိတို့ရရှိထားတဲ့ဗိမာန်နဲ့စီးစိမ်တွေပေါ်မှာခြေနှံ့နှစ်သိမ့်စွာနေထိုင်ကြတာပါ။အစစ်မြင့်တဲ့နတ်သားတွေကတော့နမင်းကြီးတွေစီသွားရောက်ပြီးလှုပ်ကြွေးပြကြသလိုလောကကြီးကိုစောင့်ရှောက်ဖို့အတွက်လည်းတာဝန်ယူကြပါတယ်။ဒီပတ်ဝန်းကျင်ရဲ့အေးချမ်းမှုကကျမတို့လူသားတွေအတွက်တော့စိတ်ကူးရင်အိမ်မက်တစ်ခုလိုပါပဲ။စတုမဟာရနတ်ပြည်ရဲ့အံ့ဩစရာအကောင်းဆုံးတစ်ချက်ကတော့အချိန်ကာလစီစဉ်မှုပဲဖြစ်ပါတယ်။ကျမတို့လူပြည်မှာကုန်းဆုံးသွားတဲ့အချိန်တွေနဲ့နတ်ပြည်ကအချိန်တွေကလုံးဝကိုကွာခြားလာပါတယ်။လူသားတွေရဲ့တက်တန်းကပြင်းပြအားဖြင့်နှစ်ပေါင်း100ဝန်းကျင်သာရှိပေမဲ့နတ်ပြည်ရဲ့ချိန်တိုင်းတာနဲ့ကြည့်ရင်တော့လူဘဝဆိုတာဟာမျက်စိတမိန်လျှက်တစ်ပြက်စာလောက်ပဲရှိပါတယ်။ဒီကွာခြားချက်ကိုသိပ္ပံနည်းကျတွက်ချက်ကြည့်မယ်ဆိုရင်ပိုပြီးတော့ထင်ရှားလာပါလိမ့်မယ်။လူတို့ရဲ့အချိန်ကာလနှစ်ပေါင်း90ကစတုမဟာရနတ်ပြည်မှာတော့တရက်သေးတာရှိပါသေးတယ်။
ဆိုလိုတာကတော့လူပြည်မှာကလေးတယောက်မွေးဖွားလာပြီးအသက်50အရွယ်ထိကြီးပြင်းလာတဲ့ချိန်တိုင်းတာကနတ်သားတယောက်အတွက်တော့မနက်စာစားပြီးလို့နေ့လယ်စာမစားခင်ချိန်လေးလောက်ပဲရှိပါတယ်။လူတို့ရဲ့နှစ်ပေါင်းတရာသက်တမ်းကနတ်ပြည်မှာ2ရက်စာပဲရှိပါတယ်။ဒါကြောင့်နတ်သားတွေရဲ့မြင်မှာတော့လူသားတွေရဲ့ဘဝကအလွန်တိုးတောင်းလွန်ပြီးဘူပေါင်းတွေလိုခဏလေးတွင်းမှာပဲပျက်စီးသွားတတ်တယ်လို့မြင်ကြပါတယ်။ဒီလိုချိန်တွက်ချက်မှုအရစတုမဟာရဏပြည်ရဲ့နတ်သက်တမ်းကနတ်တို့ရဲ့နှစ်ရေတွက်နဲ့နှစ်ပေါင်း900ရှိပါတယ်။အဲဒီနှစ်ပေါင်း900ကိုလူတို့ရဲ့နှစ်နဲ့ပြန်တွက်ကြည့်တော့စုစုပေါင်းနှစ်ပေါင်း9သန်းနီးပါးရှိပါတယ်။ဒါကလွန်ရှည်လျားလာတဲ့ကာလတစ်ခုပါ။ဒီလောက်ရှည်လျားတဲ့အချိန်တော်တွင်မှာနတ်သားနတ်သမီးတွေကအိုမင်းချင်းမရှိပဲလူပြိုလန်းဆန်းတဲ့အသွင်ပြင်းနေပဲအမြဲတမ်းသွာလာနေထိုင်နေကြတာဖြစ်ပါတယ်။နတ်ပြည်မှာနေနေညကိုတော့နေလားတို့ရဲ့သွာလာမှုနဲ့မဟုတ်ပဲနတ်ပန်းတွေပွင့်တာအိတ်တာနဲ့နတ်ငှက်တွေရဲ့အတန်ပြုတ်ပုံကိုကြည့်ပြီးခွဲခြားကြရပါတယ်။ဒီလိုချိန်တွေများကြီးရထားတဲ့အတွက်နတ်သားတွေကကုသိုလ်တရားပွားများဖို့အခွင့်အရေးများကြီးရှိပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအလွန်မင်းစည်းစိမ်ခံစားနေရတဲ့အတွက်အချိန်တွေကိုအလဟတာဖြုံတီးမိတတ်ကြပါတယ်။နတ်ပြည်မှာပျော်ပါနေရင်လည်းကုသိုလ်လုပ်ဖို့မေးလျော့နေတဲ့နတ်သားတွေကသူတို့ရဲ့တက်တန်းကုန်ကန်နီးမှနောင်တရတတ်ကြပါတယ်။နတ်တက်တန်းကုံဆုံးခြင်းကိုစုတေခြင်းလို့ခေါ်ပါတယ်။နတ်တစ်ပါးစုတေကန်နေသူတို့ပန်းဆင်ထားတဲ့ပန်းတွေညှိုးနွမ်းလာတာဝစ်ထားတဲ့ဝစ်စားတွေရောင်မိလာတာနဲ့ကိုခန္ဓာကနေချွေးထွက်လာတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒါဟာနတ်ပြည်ရဲ့ချိန်ကာလနဲ့တက်တန်းနေရမှာပဲဖြစ်ပါတယ်။စတုမာရနတ်ပြည်ဟာလူပြည်နဲ့အနီးဆုံးဖြစ်တာကြောင့်လူသားတွေရဲ့လုပ်ရက်တွေကိုသူတို့ကပိုပြီးတတိထားမိကြပါတယ်။လူတရားဟာကောင်းမှုတွေအများကြီးလုပ်ပြီးတည်ဆုံသွားတဲ့အခါနတ်ပြည်ကိုရောက်ရှိသွားတာကနတ်သားတွေတော်တော်ဧည့်သည်တစ်ယောက်ရုတ်တရက်ရောက်လာတယ်လို့မျိုးပါပဲ။စတုမာရနတ်ပြည်ကလူလောကနဲ့အနိကဆုံးတည်ရှိနေတာကြောင့်လူသားတို့ရဲ့နေ့စဉ်ဘဝပေါ်မှာအလွန်ဩဇာညောင်းတဲ့ပုံတစ်ခုလည်းဖြစ်ပါတယ်။နမင်းကြီးလေးပါးနဲ့သူတို့ရဲ့လက်အောက်ခံနတ်စစ်တီတော်တွေကလူပြည်လောကကိုအမြဲတမ်းစောင့်ကြည့်နေကြတာပါ။ဒါစိတ်ကူးရင်ပုံမြင်တစ်ခုမဟုတ်ဘဲဗုဒ္ဓကျမ်းဂန်တွေအရလူသားတွေရဲ့ကိုယ်ကျင့်တရားကနတ်ပြည်ရဲ့စီပင်မှုကိုတိုက်ရိုက်သက်ရောက်မှုရှိနေလို့ပဲဖြစ်ပါတယ်။အထူးသဖြင့်လာပြည့်လာကွယ်နဲ့ဥပုံနေတွေမှာဆိုရင်စတုမဟာရဏမင်းကြီးတွေကသူတို့ရဲ့အမတ်တွေသားတော်တွေဒါမှမဟုတ်သူတို့ကိုယ်တိုင်လူပြည်ကိုဆင်းသက်ပြီးလေ့လာတတ်ကြပါတယ်။သူတို့ကဘာအတွက်ဆင်းလာတာလဲဆိုရင်လူသားတွေထဲမှာမိဘကိုလှုပ်ကြွေးသူယေဒနာ၃ပါးကိုကြည်ညိုသူသီလစောင့်တည်သူနဲ့အလူဒါနပြုသူဘယ်နှယောက်ရှိတယ်လဲဆိုတာကိုလိုက်လံမှတ်တမ်းတင်ဖို့ဖြစ်ပါတယ်။ဒီမှတ်တမ်းတွေကိုရွှေပြားပေါ်မှာရေးထွင်ပြီးတာဝရိန်သာနတ်ပြည်ကတရားမင်းစီကိုဆက်တာကြရပါတယ်။အကယ်၍လူပြည်မှာကုသိုလ်လုပ်သူတွေများပြားနေရင်နတ်မင်းကြီးတွေနဲ့နတ်သားတွေကအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလူသားတွေကွယ်လွန်တဲ့အခါနတ်ပြည်ကိုရောက်လာပြီးနတ်ပရိသတ်တွေပုံမူတိုးပွားလာမှာဖြစ်လို့ပါ။တစ်ဖက်မှာလည်းလူသားတွေဟာအာကုသိုလ်တွေပဲလုပ်နေကြမယ်ဆိုရင်နတ်မင်းကြီးတွေကစိတ်မကောင်းဖြစ်ကြရပါတယ်။အဲ့ဒီလိုခြေနေမျိုးမှာနတ်ပြည်မှာရှိတဲ့နတ်သားတွေနေပါသွားပြီးအတူရပုံကအတူရတွေအင်အားကြီးမားလာတတ်လို့ဆိုပါတယ်။ဒါကြောင့်နတ်တွေဟာလူသားတွေကိုကုသိုလ်တရားမှာမွေးလျော်အောင်ဤမျိုးစုံနဲ့တိုက်တွန်းဆောက်ရှောက်ပေးလေရှိပါတယ်။လူသားတယောက်ကသီလရှိပြီးမေတ္တာတရားကြီးမားမယ်ဆိုရင်စတုမဟာရဏသားတွေကအဲ့ဒီလူကိုဘေးရန်တွေကနေကာကွယ်ပေးတတ်ကြပါတယ်။နှကောင်းနှမျက်မဆခြင်းဆိုတာကအဲ့ဒါကိုဆိုလိုတာပဲဖြစ်ပါတယ်။ဘေးဒုက္ခကြုံတွေ့နေရချိန်မှာအံ့ဩစရာကောင်းလောက်အောင်လွတ်မြောက်သွားတာမျိုးစိတ်ဓာတ်ကျနေချိန်မှာရုတ်တရက်အကြံကောင်းဉာဏ်ကောင်းတွေရလာတာမျိုးကနတ်တို့ရဲ့ကိုကြီးဆောက်ရှောက်မှုကြောင့်ဖြစ်နိုင်ပါတယ်။နတ်တွေကလူသားတွေရဲ့စိတ်ဓာတ်ကိုမြင့်တယ်ပေးနိုင်စွမ်းရှိကြပါတယ်။ဒါ့အပြင်စတုမာရဏမင်းကြီးတွေကမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုလည်းအလွန်ယုတ်သေးကိုင်းဆိုင်ကြပါတယ်။သူတို့ကဗုဒ္ဓဘာသာဝင်တွေရွတ်ဖတ်ပူဇော်လေးရှိတဲ့ပရိတ်တရားတော်တွေကိုနားထောင်ပြီးတာရုခေါ်လေးရှိကြသလိုတရားကျင့်ကြံသူတွေကိုလည်းအနီးကပ်ဆောင်ရှောက်ပေးကြပါတယ်။လူသားနဲ့နတ်ဆိုတာကအမြင်မတူတဲ့လောကနှစ်ခုမှာနေထိုင်ကြပေမဲ့
ကုသိုလ်တရားဆိုတဲ့ကြိုးတမြင်နဲ့ဆက်သွယ်ထားကြတာပါစတုမာရဏပြည်ရဲ့နောက်ဆုံးပိုင်းမှာတော့ဒီပုံမှာရှိတဲ့နတ်သားနတ်သမီးတွေရဲ့ဘဝနေကုန်းနဲ့သူတို့ရဲ့ရှေ့ဆက်ခရီးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်နတ်ပြည်ဆိုတာကအလွန်ပြောစရာကောင်းပြီးချမ်းသာဒုက္ခတွေနဲ့ပြည့်နှက်နေပေမဲ့ဗုဒ္ဓဘာသာရဲ့အဆုံးအမအရဘယ်ရာမှထာဝရမမြဲပါဘူးနတ်တတန်းနှစ်ပေါင်း900ပြည့်တဲ့အခါမှာဖြစ်ဖြစ်ကုသိုလ်ကံရှင်ကုံဆုံးသွားတဲ့အခါမှာဖြစ်ဖြစ်နတ်သားတွေကစုတည်ကြရပါတယ်စတုမာရဏပြည်ကနေစုတည်ပြီးတဲ့နောက်ဘယ်ကိုရောက်မလဲဆိုတာကတော့သူတို့ရဲ့စိတ်အစဉ်မှာကြံရှိနေတဲ့ကံတရားအပေါ်မှာပဲမူတည်ပါတယ်ကုသိုလ်ကံရှင်ကြံသေးရင်ပုံမမြင့်မြတ်တဲ့တာဝရိန်သာစားတဲ့အထက်နတ်ပြည်တွေကိုတက်လှမ်းနိုင်တယ်လို့လူပြည်မှာပြန်လည်မွေးဖွားပြီးမြင့်မြတ်တဲ့အမျိုးအနွယ်တွေလည်းဖြစ်လာတတ်ပါတယ်။ဒါပေမဲ့နတ်ပြည်မှာနေစဉ်နဲ့အများကာမဂုဏ်တွေမှာပဲနေမွန်ပြီးကုသိုလ်အသင်မပြုခဲ့မိရင်တော့အပယ်လေးပုံကိုပြန်လည်ရောက်ရှိသွားနိုင်တဲ့အန္တရာယ်လည်းရှိနေပါတယ်။ဒါကြောင့်နတ်ပြည်ဆိုတာကလည်းလာရလန်းနဲ့သွားရလန်းကြားကယာယီခိုနားရာစခန်းတစ်ခုသာဖြစ်ပါတယ်။ဒီပုံကကာမှုကုသိုလ်ရဲ့အကျိုးပေးကြောင့်ဖြစ်ပေါ်လာတာဖြစ်လို့လက်ရှိလူဘဝမှာနေထိုင်စဉ်အတွင်းမှာပဲအရှက်အကြောက်တရားတွေကိုလက်ကင်ထားပြီးကောင်းတာတွေလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။နာမည်ကြီးလေးပါးရဲ့စောင့်ရှောက်မှုကိုရရှိဖို့နဲ့နတ်သားနတ်သမီးတွေလိုချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ဖို့ဆိုတာမိမိတို့ရဲ့ကိုယ်ချင်းတရားအပေါ်မှာပဲမူတည်နေတာပါစတုမာရဏပြည်ကနတ်တို့ရဲ့လောကထဲမှာပထမဆုံးလှေကားတစ်ခုဖြစ်တယ်လို့လူသားတွေနဲ့အနီးကပ်ဆုံးရှိနေတဲ့ပုံပိမှန်ကြီးတစ်ခုလည်းဖြစ်ပါတယ်ဒီပုံအကြောင်းကိုတင်ဆက်ပေးရတာကတော့လူသားတွေအလုံးကိုအာကုသိုလ်တရားတွေရှောင်ကျဉ်ပြီးကုသိုလ်တရားတွေမှာပျော်မွေ့လာစေဖို့ရည်ရွယ်ပါတယ်နတ်တတန်9တန်းဆိုတာရှေးလျားပုံရပေမဲ့ကုသိုလ်ကံကုံဆုံးသွားတဲ့အခါမှာတော့ဒီစည်းစိမ်တွေအလုံးကအိမ်မက်တစ်ခုလိုပဲပျောက်ကွယ်သွားရတာပါဒါကြောင့်ကျမတို့ရရှိထားတဲ့ဒီခဏတာလူဘဝမှာလည်းနောင်တကင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုစ조사အားထုတ်ရင်တန်မိုးရှိရှိဖြတ်တန်းကြပါလို့တိုက်တွန်းလိုပါတယ်အခုလိုစိတ်ဝင်စားစရာဘာသာရေးနဲ့သမိုင်းကြောင်းဆိုင်ရာဗဟုသုတတွေကိုအမြဲလေ့လာနိုင်ဖို့ကျမတို့ရဲ့ဓမ္မ Melody Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့哦။နောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိချင်တယ်လဲဆိုတာကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။